အရင်နဲ့မတူတော့ပဲမထင်မှတ်ထားလောက်အောင်ပြောင်းလဲသွားတဲ့အခုလိုပုံစံကြောင့် online ပေါ်လူပြောများနေတဲ့ဖွဖွကတော့ Academy ပေးဝဲညမှာအမောင်ပြည့်သူကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက်သူမရဲ့ပုံစံတွေကအရင်နဲ့လုံးဝကွာခြားသွားတာကိုတွေ့ရပါတယ်။အဓိကအဖြစ်ရုပ်ပိုင်းဆိုင်ရာလည်းပြောင်းလဲသွားသလိုစိတ်ပိုင်းဆိုင်ရာအခြေအနေတွေကလည်းအရင်ထက်တည်ငြိမ်ရင့်ကျက်လာပြီးတော့ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်တချို့ကသူမရဲ့ကျန်းမာရေးနဲ့အမှုပညာအလုပ်တွေအဆင်ပြေပါမလားဆိုပြီးတော့လည်းစိုးရင်ပူပန်ခဲ့ကြတာတွေလည်းရှိပါတယ်။ဒါပေမဲ့ဖွကတော့ခဏကြာအနားယူပြီးတဲ့နောက်အရင်လိုမျိုးပြည်သက်တရရှိကိုပြန်ရောက်လာပြီးဖြစ်ပြီးတော့ကျမ်းမာတဲ့ပုံစံလေးအတိုင်းရှိနေရတဲ့အတွက်ဝမ်းသာရပါတယ်။တခုရှိတာကအရင်နဲ့မတူပဲပြောင်းလဲသွားတဲ့ပုံစံလေးနဲ့ဖွကိုတွေ့မြင်လိုက်ရလို့ပြည်သက်တီကတော့အယွန်ခင်ရပြန်ပါတယ်။အခုဆိုရင်တော့သူမရဲ့နာမည်ကျော်ရုပ်ရှင်ကားကြီးဖြစ်တဲ့သိုးမဲကို promotion ဆင်းနေရချိန်မှာဖွကတော့အလိုအတန်းတွေကိုပဲအဓိကထားပြီးတော့ပြုလုပ်ခဲ့တာပါ။သိုးမဲရုပ်ရှင်အဖွဲ့သားတွေနဲ့ဂျူဖွတယောက်အလူတွေပြုလုပ်ပြီးတော့ဘဝကိုဒါနသီလတွေနဲ့ပဲဖြတ်သန်းသွားဖို့အတွက်ရည်မှန်းထားပုံပေါ်ပါတယ်။တကယ်တော့ဖွအနေနဲ့လည်းအမောင်လေးကိုဆုံးရှုံးလိုက်ရတာထက်ပိုတဲ့လောကဒဏ်တရားတွေကိုတယောက်တည်းရင်ဆိုင်နေရတယ်လို့ပြောလို့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပိုင်းတွေကပဲဖခင်ကြီးကိုလက်လွတ်ပေးလိုက်ရပြီးနောက်ဆုံးအချိန်မှာတော့ရှိမနေနိုင်ခဲ့ပါဘူး။မောင်လေးကိုလည်းတယောက်တည်းလက်လွတ်ပေးခဲ့ရတဲ့အတွက်အခုဆိုရင်တော့ဖွမှာမိခင်ကြီးတယောက်ပဲကြံပါတော့တယ်။သူမတော့ဒီလောက်ခံစားနေရရင်မိခင်ကပို့ပြီးတော့ခံစားရမှာမလို့ဖွကတော့အိမ်ရဲ့တာဝန်ကိုသမီးကြီးတယောက်အနေနဲ့ပခုံးပေါ်တင်ထားရပြီးတော့လောကဒဏ်ကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။မိမသားနှစ်ယောက်တည်းကြံခဲ့တဲ့ဘဝမှာအရာရာကဖွရဲ့တာဝန်ဖြစ်လာခဲ့ပြီးတဲ့နောက်ဖွကတော့အများကြီးကိုရင်းကျက်သွားခဲ့ရပါတယ်။မောင်လေးရဲ့နိုင်ကိုပြုလုပ်ပြီးတဲ့နောက်သပင်ကိုယောက်ျားလေးပုံစံအတူညှက်ပစ်ခဲ့ပြီးတော့အရင်ကအရင်ကြိုက်ခဲ့တဲ့အလှပတွေကိုလည်းဘေးဖယ်ထားခဲ့ပါတယ်။ဆရာတော်ဘုရားကြီးရဲ့တရားစခန်းတွေမှာတရားတွေကျင့်ခဲ့တဲ့အပြင်အလို့တန်းတွေအများကြီးကိုပြုလုပ်ရင်းနဲ့ဘဝကိုအေးချမ်းစေဖို့အတွက်ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။အရင်ကအရန်ခေါ်ခဲ့ပါတယ်ဆိုတဲ့ဖွရဲ့ပုံစံအနေထားတွေအားလုံးကိုပြန်ချင်းလိုက်ပြီးတော့အနောက်ဘက်ကင်းတဲ့လွတ်လပ်တဲ့ပုံစံလေးနဲ့ပြည်သက်တွေရှိကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။သပင်အနီအောင်ကနေပြီးတော့ယောက်ျားလေးပုံစံလုံးဝအတော်ကိုညှက်ပစ်ထားတာကြောင့်မှဘလို့နေလိုက်ဖက်မှုရှိနေတာကတော့သူမရဲ့ထူးခြားမှုပါပဲဖွကအရင်နဲ့မတူပြောင်းလဲသွားခဲ့တဲ့ဆိုပေမဲ့ပြည်သက်တရဝေးရောက်ကိုထပ်သွားမှာတော့မဟုတ်ပါဘူးအမိကိုကင်းတဲ့အမျိုးသမီးတယောက်အဖြစ်အမြဲတမ်းတယောက်တည်းရက်တည်ခဲ့တာမလို့ဒီလိုလောကဒဏ်တွေကြားထဲမှာတော့ဖွတယောက်ခန္ဓာရည်တွေရှိနေခဲ့တာပါအရင်လိုပဲအမှုပညာအလုပ်တွေကိုတက်နိုင်တဲ့များကြိုးစားလုပ်ပြီးတစ်ဖက်မှာလည်းမိခင်ကြီးကိုကြိုးစားရင်းနဲ့အဲ့ရဲ့စီးပွားရေးတွေကိုဥဆောင်ပေးဖို့အတွက်အစီအစဉ်တွေချထားခဲ့တာဖြစ်ပါတယ်နောက်ထပ်လည်းရုပ်ရှင်ကားကြီးတွေအများကြီးကိုယုံတင်ပြသဖို့ရှိသေးတာဖြစ်ပြီးလေးထောင်ကအကယ်ဒမီဖွကိုတွေ့မြင်ရဖို့လည်းရှိနေပါတယ်နော်ဘလို့ပဲဖြစ်ဖြစ်လောကဒဏ်တွေကြားထဲမှာဒီလိုမျိုးခံနိုင်အပြည့်နဲ့တက်နိုင်တဲ့ဘက်ကနေကြိုးစားနေတဲ့ဖွကိုပြည်သက်တွေကလည်းအချင်းမလျော့ပဲအားပေးနေဖို့လိုအပ်ပါတယ်အခုချိန်မှာဖွရဲ့အကူရဆိုလို့မိခင်ကြီးနဲ့အနာကလှုပ်ဖို့ကင်ဘက်တွေအပြင်ပြည်သက်တွေပဲရှိပါတော့တယ်ဒါကြောင့်အရင်နဲ့မတူတဲ့ပုံစံအသစ်နဲ့ပြည်သက်တွေရှိကိုရောက်လာပြီးတော့မိခင်ကြီးရဲ့အားထားရသမီးကောင်းတယောက်အနေနဲ့ရောပြည်သက်ချစ်တော်မင်းသမီးချောလေးတယောက်အနေနဲ့ရောပြန်လည်ကြိုးစားနေတဲ့ဖွကိုချစ်တဲ့ပြည်သက်တို့ကဆက်လက်ပြီးတော့အားပေးနေတဲ့အကြောင်းပြောသွားပေးခဲ့ကြပါအောင်ရှင်